အားလုံးမင်္ဂလာပါဆိုတော့အခုဗီဒီယိုကကြတော့ကျွန်တော်တို့ဒီ Bybit မှာကျွန်တော်လာနေတဲ့ campaign တစ်ခုပြပေးချင်ပါတယ်အဲ့ဒါကတော့ကျွန်တော်တို့ Bitcoin နဲ့ပတ်သက်ပြီးတော့ campaign တစ်ခုဖြစ်ပါတယ်ကျွန်တော်တို့အတိုးရနေမဲ့ campaign မှာဒါကြောင့်မလို့ကျွန်တော်တို့ဒီ crypto လုပ်နေတဲ့သူတွေ Bybit သုံးတဲ့သူတွေအနေနဲ့ကြည့်သွားလို့ရပါတယ်โอเคပါဆိုတော့ပထမဆုံးတစ်ချက်ကတော့ကျွန်တော် Bybit account မဖောက်ရသေးတဲ့သူတွေအနေနဲ့ကျွန်တော်ပေးထားတဲ့ link ကိုတောက်ဖောက်ပေးပါပြီးတော့ deposit မသွင်းရသေးဆိုတော့ deposit သွင်းချလိုက်ရုံနဲ့ကျွန်တော်တို့ဒီairdrop တွေရမယ် season တွေလည်းရှိရပေါ့နော်ဟုတ်ကဲ့ပါပထမဆုံးကတော့ဒီ Bybit မှာကျွန်တော်ဒီမှာ Bitcoin BTC ကျွန်တော်ရမယ်ဒီ stake လုပ်ထားရုံနဲ့ 2% APR ရနေမယ်ကျွန်တော်တို့ event ရှိတယ်ပေါ့နော်အဲ့ဒါကတော့ကျွန်တော်တို့ BTC ကျွန်တော်တို့ BTC ပေါ့နော်45ရက်ကျွန်တော်တို့ဒီ stake လုပ်ထားမှာဖြစ်ပါတယ် earn လုပ်ထားမှာပေါ့နော် lot လုပ်ထားမှာအဲ့ဒါပြီးရင်45ရက်တော့အတွင်းမှာတစ်နှစ်လုံးစာ200ခိုင်တော့APR နဲ့ကျွန်တော်တို့အတိုးပေးနေမှာဖြစ်ပါတယ်45ရက်အတွက်ပေါ့နော်ကိုထည့်ရတဲ့ဒီ state လောက်ထားတဲ့ပမာဏများရင်များသလိုဒီ BTC များရင်များသလိုရမှာပေါ့နော်အဓိကတော့ BTC ဘလောက်ကနေစပြီး state လုပ်လို့ရတယ်ဆိုရင်တော့ 0.1 BTC ကနေစလုပ်လို့ရတယ်ပေါ့နော်အဲဆိုတော့0.1ဆိုတော့ဒေါ်လာတော်တော်များတယ်ပေါ့နော်အဲဆိုတော့အဲ့လောက်ကနေစပြီး state လုပ်ရတယ် 2% APR ဆိုတော့လေ fixed step ဖြစ်တဲ့အတွက်ကျွန်တော်တို့ 2% ကအသေးချရမှာဖြစ်ပါတယ်ပေါ့နော်ဟုတ်ကဲ့ပါအဲ့ဆိုအဓိကကတော့ကျွန်တော်ဒီမှာBTC ရှိမယ်BTC ပြီးရင် fixed APR တော့ 2% အနည်းဆုံးက 0.1 ရက်ကတော့45ရက်ဖြစ်ပါတယ်okay ဘယ်လိုစပြီးတော့ join ရမလဲဆိုရင်တော့ကျွန်တော်တို့ဒီမှာအဓိကတော့လေကျွန်တော်တို့ဒီ Bybit မှာဒီ earn ဆိုတဲ့ဘက်မှာရှိရပါတော့ earn မှာရှိရသွားကြည့်လိုက် MVDC ဆိုတဲ့မှာတွေ့လိမ့်မယ်ပေါ့နော်ဒီမတရားနေဒီ link ကနေခါလဲ stake now ဆိုတာနှိမ့်လေရပါတယ်အဓိကတော့ကျွန်တော်တို့ကိုပြေးမိရမယ့်အချက်ကတော့ကျွန်တော်တို့ဒီBybit account ဖောက် KYC တင်အောင်ပြီးသားဆိုရင် BTC ဒီ deposit သွင်းပါတော့ deposit သွင်းပြီးတော့ကျွန်တော်တို့ BTC ဝယ်ပြီးရင်ကျွန်တော် stake လုပ်ထားရုံနဲ့ရပါတယ် 2% APR ရမှာပါlimited time only ပါ limited ဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီဒီသူပေးထားတဲ့ event ရှိတဲ့အချိန်တွင်းမှာလုပ်ရမှာဖြစ်ပါတယ်အခုကတော့ကျွန်တော်တို့ဒီ March လ3ရက်နေ့ကနေစပြီးတော့ June 1ရက်နေ့ထိပဲကျွန်တော်တို့ရမှာပါအဲဆိုတော့အခုဆိုကျွန်တော်9ရက်လောက်ပဲကျွန်တော်မယ်နေတာမှာရှိရပါတော့ဒီ event ကိုပြီးဖို့အတွက်ပါအဲဒါကြောင့်မလို့ဒီ BT ကိုကအခုလက်ရှိ Bitcoin နေတဲ့ဈေးတွေအရန်ထောင်တက်နေရပေါ့နော်ကိုကအဲ့လိုမျိုးအတက်ကြအရန်ကျန်းနေတဲ့အချိန်မျိုးမှာလုံးဝကျွန်တော်ဒီအရန်ကြီးtrade လို့မလုပ်ချင်ဘူးဆိုရင်လည်းကျွန်တော်တို့တင်ထားလို့ရတယ်ပေါ့နော်အဲ့လိုမျိုးပြောတာပေါ့နော်အခုလောလောဆယ်တင်ထားလို့ရသေးတယ် stake လုပ်ထားလိုက်ပါ stake လုပ်ထားရုံနဲ့ 2% APR တို့ကတော့ပုံမှန်ပေးနေမှာဖြစ်တယ်ပေါ့နော်ဟုတ်ကဲ့ပါဒါကတော့ကျွန်တော် Bybit ကိုဒါ desktop view ဖြစ်တယ်အဲ့ဒီမှာကျွန်တော်ကဘယ်နေရာမှာသွားမလဲဆိုရင်ပေါ့နော်ဒီမှာ finance ပေါ့နော် finance တွေက earn နေမှာပေါ့နော်အဲ့ဒီမှာကျွန်တော်ဒီမှာ on chain earn ဆိုတာရှိပါတယ်အဲ့ဒီ on chain earn ကိုသွားပါအဲ့ on chain earn နေမှာဆိုရင်ကျွန်တော်တို့ဒီမှာstake BTC ဆိုပြီးတော့ 2% APR ဆိုပြီးရှိပါတယ်အဲ့ဒါပဲပေါ့နော် 2% APR BTC stake လောက်အောင်မှာဖြစ်ပါတယ်အဲ့ဒီမှာ stake now နှိပ်ပါအဲ့ဒါဆိုရင်တော့ကို့မှာရှိတဲ့ BTC ပမာဏ 0.1 အနည်းဆုံးထည့်ပြီးတော့ stake လောက်အောင်မှာဖြစ်တယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ရက်ကတော့45ရက်ကြာမယ်တစ်လခွဲပေါ့နော်တစ်လခွဲကြာမယ်အဲ့ဒါပြီးရင်ကျွန်တော်တို့အခုသူကတော့ဒီ price သူကဗျာမနိုင်ပြောရရင်သူတို့ဒီပါဝင်လို့ရမယ် BTC ပမာဏပေါ့နော် stake လောက်ရမယ်ပမာဏက1000 BTC ပဲပေါ့နော်1000 Bitcoin 1000အထိပဲသူကလက်ခံမှာဖြစ်တယ်ပေါ့နော်အဲဆို BTC အပြင်တော့ဒီ site အနေနဲ့ကတော့ကျွန်တော်ဒီမှာ224 BT Bitcoin 200ကျော်ပဲကျန်နေတယ်ပေါ့နော်okay ဒီမှာကျန်ပါဝင်လို့ရနေပါသေးရဲ့ဟုတ်ကဲ့ပါအဲ့ဆိုဒီမှာဒီကိုစင်ပီတာကိုဒီမှာပမာဏအခုမှရှိရပါတော့အခုလောလောဆယ်တော့ကျွန်တော်မှာ BTC ကျွန်တော်မလဲထားသေးဘူးကြောင့်မို့ဒီမှာ deposit သွင်းလဲသွင်းအဲ့ဒါပြီးရင်ကျွန်တော်တို့ stake လုပ်လိုက်ပေါ့နော်ကိုမှရှိတဲ့ဒီ funny account တွေကနေပြီးတော့spot wallet မှာသွားလဲတာမျိုး spot wallet ကနေသွားဝယ်တာမျိုးတွေဆိုရင်လဲ spot wallet ကနေပြီးတော့ funny တွေပြောင်းပြီးတော့ဒီမှာလာပြီး earn မှာလာထည့်ထားလို့ရတယ်ပေါ့နော် on chain earn မှာထည့်ထားလို့ရပါတယ်အဲ့နဲ့တူစွာပဲတခြားသောတွေရှိသေးတယ်ဒီမှာထိတ်ဆုံးမှာတော့ BTC ကတော့ဒီမှာ45 day နဲ့ထိတ်ဆုံးမှာရှိရပေါ့နော် stake now လို့ရှိပါတယ်ပြီးရင်တော့ ETH လည်း stake လုပ်လို့ရတယ် USDT လည်း stake လုပ်လို့ရနေတယ်ပြီးရင် USDC တို့ပဲပေါ့နော်ဒီမှာ mint လုပ်လို့ရတယ်ပေါ့နော်ဟုတ်ကဲ့ပါဆိုတော့ဒါကတော့ကျွန်တော် 2% APR ထိရမယ် BTC ကိုပြပြပေးတာပါဟုတ်ကဲ့ပါဆိုတော့ဒါကတော့ကျွန်တော်တို့ဒီ Bybit မှာ Bitcoin ကို stake လုပ်ထားရင် 2% APR ရမယ်ဟာကိုပြပြပေးတာပါပေါ့နော်ဆိုတော့တခြားသော event တွေ line လည်းပြပြပေးပါမယ်ကျွန်တော်အခုလက်ရှိပိုင်းကကျွန်တော်ကဒီ Bybit ကနေပြီးတော့ announce လုပ်လာတဲ့ event တွေကိုပဲကျွန်တော်ကြီးညာနေရပါတော့ crypto နဲ့ပတ်သက်ပြီးတော့တခြားသောဒီဘယ်လိုပြောရမလဲ knowledge sharing ပုံစံမျိုးတွေကျွန်တော်မလုပ်ရသေးပါဘူးအဲ့အတွက်လည်းကျွန်တော်စုစည်းနေတယ်ပေါ့နော်ပြီးမှပဲကျွန်တော်ပြပေးပါမယ်အခုလက်ရှိကတော့ကျွန်တော် Bybit ရဲ့မှာအကြောင်းလေးတွေပဲပြပြပေးရပါတော့မိတ်ဆွေတို့ကလည်းတကယ်လို့ crypto ဝါသနာပါတဲ့သူတွေအနေနဲ့ဆိုရင်လည်းအဲ့ဒီ event မှာပါဝင်လို့ရအောင်လို့ကျွန်တော်ကလာပြီးတော့ပြပြပေးခြင်းဒါဖြစ်ပါတယ်တကယ်လို့ account မဖောက်ရသေးတဲ့သူတွေကတော့ account ကျွန်တော်ပေးထားတဲ့
comment link မှာအကောင့်ဖောက်မယ်ဆိုရင်တော့ bonus တွေပေးတဲ့အခါကျရမယ်ပေါ့နော်ကျွန်တော် community တွေကနေပြီးတော့ရမှာဖြစ်ပါတယ်ဆိုတော့ crypto ကိုဒါ trade လုပ်နေတဲ့သူတွေအနေနဲ့ကျွန်တော်ပြောတဲ့ဒီ Bybit event တွေကိုကြည့်ပြီးတော့ပေါ့နော်လက်လွတ်သွားတာမျိုးမဖြစ်ရလေအောင်ဒါကျွန်တော်ပြပြပေးခြင်းဖြစ်ပါတယ်ဟုတ်ကဲ့ပါဆိုတော့နောက်တဲ့ဗီဒီယိုမှာထပ်တွေ့ပါမယ်အားလုံးပဲဘိုင်ဘိုင်ပါ